အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှလည်းတကယ်ချင်းနဲ့တူတူကျွန်တော်ပြန်လဲပြီးကြည့်ရှုမဲ့ဗီဒီယိုဖိုင်ရတော့เนาะဒါ2025 Migrant International မြန်မာရဲ့เนาะဒါရှင်ပြိုင်မှုလေးတွေကိုကျွန်တော်နဲ့အတူတကယ်ချင်းတို့လည်း live ပါကြည့်ရှုပြီးတော့ခံစားကြပါဦးဗျာเนาะကဲစမယ်ဗျာเนาะဒီလိုလေးလည်းချက်ကြည့်မယ်တောင်းဝူဆိုလဲပြီးပါ යි ကွာဟောအမေချမ်းနော်မိုက်စုခါဟောမိုက်စုခါကျွန်တော်အကြိုက်ဆုံးမယ်နော်သူ့ကိုကျွန်တော်အကြိုက်ဆုံးမယ်ပြီးသွားရင်39ဘိုက်ဘူးနဲ့ပြန်မယ်39ဘိုက်ဘူးနဲ့ပြန်မယ်နော်ဂျုံကြတယ်ဂျုံကြလေးစားရနော်ဒီနဲ့လေနော်ကဲမော်လမြိုင်သူလေးရဲ့တကိုးတော်နော်ကိုးတော်နော်ချက်ကြည့်မယ်နော်တကိုးတော်နော်ကြိုက်စီကိုတနတ်နဲ့တက်နဲ့ပြတဲ့ဟာရဲ့လက်ကကင်ထားတာလို့ပြောဒိုင်းငါကြီးပေါ့ဗျာနော်ရှစ်ခက်ကရာဇုံနေမှာဒိုင်းငါကြီးတွေ့နော်ဒါလိုက်ဟမ်ဘန်မူရလေးချက်ကြည့်ဆောတော့မယုံနော်အိမ်ရတီးတွေထိုးတော့ဝါးတယ်ဟုတ်ကြိုက်ထိုးနော်ဒါဒီနေ့ကြိုက်ထိုးပါဘောနော်ချက်ကြည့်နော်ဒါ2025ကတော့တော့လုံးဝအဲ့ရနေရှင်နေဆန်နေပေါ့ဗျာကြည့်လို့လည်းကောင်းအားလုံးကကျွန်တော်ရဲ့ reaction video တင်ဆက်မှုလေးရတော့ဒီလောက်ပါပဲဗျာနော်ဒီဗီဒီယိုထဲမှာတော့တကယ်ချင်းတို့တွေအားလုံးတွေ့ကြတဲ့အတိုင်းเนาะ Miss Grand မြန်မာ2025 International ကိုတွားရောက်ရှင်ပြိုင်မှုအတွက်เนาะကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြုเนาะဒါညီမငယ်လေးတွေအကုန်လုံးကလာရောက်ပြီးတော့ရွေးခံပြန်လဲပြီးတော့ရွေးခံမှုအတွက်เนาะလာရောက်ရှင်ပြန်ကြီးဖြစ်တယ်ဗျတော်တော်လေးလဲဒီနေ့အားရဖြစ်တတ်ပါတယ်လေးနဲ့39ဘိုက်ဘူးကြီးဆိုတဲ့ဒီမာလေးနှစ်ယောက်ကိုတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ဗျာနော်ကဲကျွန်တော်ရဲ့ reaction video တင်ဆက်မှုလေးကတော့เนาะဟာတာအနေဖြစ်တာတင်ဆက်ပေးထားခြင်းဖြစ်တဲ့အတွက်တကယ်ကြီးလို့လည်းဟာတာအမြင်လေးနဲ့ဒါကြည့်ရှုပြီးခံစားပေးကြပါဗျာနော်ကဲနောက်ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်ဆုံတွေ့ကြမယ်